Hello ဒီနေ့ဈေးကနေမြင်းလေးဝယ်လာပါတယ်မြင်းကိုအဆက်လေးကြော်မလို့ပါမြင်းလေးတွေကိုဝယ်လာတဲ့မြင်းလေးတွေကိုရေအင်းဆေးပါမယ်ပြီးတော့ဇွန်းရွက်လေးလေးပါဝယ်လာပါတယ်ဇွန်းရွက်လေးကလည်းအရွယ်လေးမလို့လို့မြင်ရွယ်လေးကိုခါလေးချွေလေးပါတယ်ရိုးလေးပဲယူမှာပါမြင်းကြော်ဖို့အတွက်မျိုးသီးလေးထောင်းထားပါတယ်မျိုးသီးလေးလည်းစေတင်ဖြစ်ပါပြီထောင်းထားတဲ့မျိုးသီးလည်းရပါပြီဇွန်းရွက်လည်းချွေထားလို့ပြပါပြီမြင်းလေးကိုလည်းနေတော်လေးထိထားပါလေစပြီးတော့ကြော်ပါမယ်ရှင်စီဆူလာနဲ့စီတဲ့ကိုမျိုးထောင်းထားတဲ့မျိုးသီးကိုထည့်ပြီးတော့ရင်စီတက်လိုက်ပါမယ်မျိုးသီးကိုမွေးတောင်းအောင်ထိစီတက်လိုက်ပါမယ်မျိုးသီးလေးမွေးလာပြီဆိုတာနဲ့အဲ့ထဲကိုစိမ့်စမ်းငပိလေးကိုပါထည့်ပြီးတော့တစ်ခါလေးရောကြော်လိုက်ပါမယ်ငပိလေးကိုပါမွေးတော့အောင်ဒီအရင်ကြော်လိုက်ပါမယ်ရှင်မျိုးသီးနဲ့ငပိလေးကိုတစ်ခါလေးရောကြော်လိုက်ပါမယ်ငပိလေးလည်းမွေးလာပြီဆိုတာနဲ့ခုနကလှီထားတဲ့မြင့်လေးကိုပါတစ်ခါလေးထည့်ပြီးကြော်ပါမယ်ရှင်မြင့်ကပြုတ်ထားဆိုတော့လေဘယ်လောက်ပြုတ်ထားမှမသိတော့အဲ့လိုမျိုးဒီလေးကိုထည့်ပြီးတော့ကြော်ထားလိုက်ပါမယ်အဲဆိုတော့မြင့်ကလည်းပုံပြီးကြက်သွားတာပေါ့နော်အောက်ကမျိုးသီးတွေလည်းမတူအောင်ဆိုတော့မြင့်လေးတွေလည်းမကြက်များအောင်ဆိုတော့မြင့်ရေလေးကိုထည့်ပြီးတော့တစ်ခါတည်ထားလိုက်ပါမယ်ရှင်ရေကိုစူအောင်ထိတည်ထားလိုက်ပါမယ်ရေစူတာနဲ့ခုနချွေထားတဲ့ကစောရိုးလေးကိုလည်းထည့်ပြီးတော့တစ်ခါလေးကြော်လိုက်ပါမယ်ရှင်ကစောရိုးလေးကိုလည်းထည့်ပြီးတော့ထပ်အောက်နှံထားလိုက်ပါမယ်အဲဆိုတော့မြေလည်းကျက်ကစောရိုးလေးလည်းကျက်တစ်ခုစလုံးကျက်တော့ပါပြီရှင်ပြီးရင်အဲ့ထဲကိုရတာလေးတွေထည့်ပါမယ်အဲ့ဒါကိုဟင်းကြုံမုတ်လေးရဲ့စားလေးရဲ့တကြားလေးရဲ့စက်သားမုတ်လေးကိုပါထည့်ပြီးတော့ကြော်လိုက်ပါမယ်ရှင်ဒီနေ့ကတော့ရာဒီပေါ်မြင့်လေးနဲ့ဆက်လေးနဲ့မြင့်ကစုံရိုးလေးကြော်လေးရပါပြီရှင်ရေလေးကိုလည်းမကုန်သေးဘူးဆိုတော့ရေလေးနဲ့ကုန်အောင်စီလေးပြန်လာအောင်ဒီကြော်ထားလိုက်ပါမယ်ရှင်ဒီနေ့တော့ရာဒီဦးလေးရမ်းပူလေးကျန်ဆက်လေးစားပါမယ်ရှင်မြင့်မိုးလေးလည်းရပြီဆိုတော့အဲ့နဲ့တွေ့စားလို့ရအောင်ငချောက်လေးပါဖုတ်ထားလိုက်ပါမယ်ရှင်ဒီနေ့ပလော့လေးကတော့ဒီမှာမဆုတ်သားလိုက်ပါမယ်မနေ့ပြန်မှာစာရေးတွေ့ပါမယ်ရှင်တတာ